တဝဲခရိုင်တဲကမြို့နယ်၃မြို့နယ်ကိုစေအုပ်စုကမနေ့ကတရက်တည်းလေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးနေအိမ်အဆောက်အုံများစွာပျက်စီးခဲ့တဲ့အပြင်ရက်တာတချို့ထိခိုက်ဒေဆုံးတာရှိတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စက်တင်ဘာလ18ရက်မနက်10:00နာရီခွဲလောက်မှာစေအုပ်စုကဝိုင်းတွဲလေနဲ့တရက်ချောင်းလောင်းလုံးတဝဲရှိတော်ဒေသကိုဘုံကျဲတိုက်ခိုက်ခဲ့တာပါ။လေနဲ့ဘုံမကျဲခင်မနက်ပိုင်းမှာတော့ကင်းထောက်လေတချို့ပြန်ဝဲပြီးတဲ့နောက်အဲ့ဒီမြို့နယ်တွေကိုရှေ့စစ်နောက်စစ်လိုက်လံဘုံကျဲခဲ့တာလို့ဆိုပါတယ်။ဒီနေ့ကျဲတာကြတော့ဒီဝိုင်တွဲနှစ်စီးနဲ့တဝက်ခရိုင်ကမြို့နယ်3ခုကကြေးရွာ17ရွာလောက်ကိုပတ်ပြီးတော့ကျဲသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အရက်သားကတော့2ယောက်ဆုံးသွားတာကိုတော့အတည်ပြုလို့ရတယ်ပြီးတော့တခြားထိခိုက်မှုတွေအားကြတော့အများကြီးတော့တည်ပြုလို့ရတဲ့အနေထားတော့မရှိသေးဘူးပေါ့နော်ဒီထိခိုက်ပျက်စီးမှုကတော့ဒီထက်တော့ပိုများနိုင်တဲ့အနေထားလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့စေအုပ်စုဟာတဝယ်မြို့နယ်မှာပကာရီပခက်ရီဝိုင်းဝက်တေကြီးရွာတစ်ဝိုက်ကိုစတင်ဘုံကျဲခဲ့ပြီးတဲ့နောက်17နာရီနဲ့17နာရီခွဲဝန်းကျင်မှာတော့တရက်ချောင်းမြို့နယ်စော်ပြမဲနယ်အိုအုတ်တူကင်းရှင်းနဲ့မိုးရှိကုန်းကြီးရွာတစ်ဝိုက်ကိုဘုံကျဲခဲ့ပါတယ်။အဲဒီကနေတစီလောင်းလုံမြို့နယ်မှာရှိတဲ့ဝေဒီကျက်ရက်တွင်တပြေရှောင်းနဲ့ကြောက်တွင်းရွာတွေကိုစက်တိုက်ကျဲချခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဝေဒီကြီးရွာကအသက်60အရွယ်မျိုးသမီးတဦးနဲ့အသက်34နှစ်အရွယ်မျိုးသားတဦးတေဆုံးခဲ့ပြီးတော့အသက်10နှစ်အောက်ကလေး2ဦးအပါအဝင်9ဦးတန်ရရှိခဲ့တယ်လို့ဒဝဲခရိုင်တပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။ဒီကျွန်တော်လောက်လုံနေတဲ့ရဲချောင်းမှာဆိုလို့ရှိရင်တိုက်ပွဲလုံးဝမရှိဘူးပေါ့နော်လောက်လုံနေတဲ့ရဲချောင်းဒီအခုအရှင်းတော်တွေကမှကျတော့တခုဖြစ်တဲ့နေရာတွေဆိုလို့ရှိရင်တော့ဒါဒီတိုက်ပွဲနဲ့ပပရှိတဲ့နေရာတွေပေါ့နော်လောကရတာနေရာကြီးပဲလောကရတာနေရာကြီးတော့ဒါတကယ်ရွာထဲကိုကျချတာဒါလူနေအေးတွေရှိတဲ့ရွာထဲကိုကြတာအဲ့လိုစာမေးကြောင်းနာကြတာရှိတယ်ဒီလူနေအေးထဲကိုကြတာရှိတယ်ဒီဘလိုကင်းနာကြတာရှိတယ်တကယ်လူတွေနေတဲ့နေရာကြီးပဲကွာဘုံကျဲတိုက်ခိုက်ခံရတဲ့အချိန်ကြီးရွာနေဒေသခံတွေထွက်ပြေးတင်းရှောင်တာမျိုးရှိခဲ့ပေမဲ့ငြိမ်သက်သွားတဲ့အချိန်မှာတော့နေအိမ်ကိုပြန်လာကြပြီးဖြစ်တယ်လို့သူကဆက်ပြောပါတယ်။တဝယ်မြို့ကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်လာမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာတဝယ်ခရိုင်ထဲကမြို့နယ်တုံးခုမှာဘုံကျဲခံရတာဖြစ်ပါတယ်။